မင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ Cadisimu Software Training Series ရဲ့ဒုတိယမြောက်သင်ခန်းစာအနေနဲ့ Cadisimu Software ထဲမှာအသုံးပြုတဲ့ဝါကျိုးအယောင်သတ်မှတ်ချက်တွေနဲ့ Control Circuit Balance တွေရဲ့အခြေခံအကြဆုံးဖြစ်တဲ့ Contact တွေအကြောင်းကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ပထမသင်ခန်းစာမှာဆိုရင် Cadisimu Software ရဲ့ Interface နဲ့အလုပ်လုပ်ပုံအခြေခံကိုမျှဝေပေးခဲ့ပါတယ်ဒီနေ့ဒုတိယသင်ခန်းစာမှာတော့Circuit Balance တစ်ခုပုံမှန်အလုပ်လုပ်ဖို့ Simulation စမ်းသပ်တဲ့အခါအမှားယွင်းမရှိစေဘူးအရေးကြီးတဲ့အပိုင်းနှစ်ပိုင်းကိုအသေးစိတ်မျှဝေပေးသွားမှာဖြစ်ပါတယ်ဒီသင်ခန်းစာမှာနောက်ပိုင်း Control Circuit Balance အကြီးကြီးတွေရေးဆွဲတဲ့အခါပြည့်စက်ရှာဖွေရလွယ်ကူစေဖို့အတွက်အဓိကပုံမြင့်ဖြစ်ပါတယ်ပထမပိုင်းအနေနဲ့ဒီ IEC Standard အရာ Wire အယောင်တွေသတ်မှတ်ပုံကိုမျှဝေပေးသွားမှာဖြစ်ပါတယ်အခုပြထားတဲ့ပုံမှာဆိုလို့ရှိရင်ပုံရင် level ချမ်းမှာ distribution transformer secondary side ရဲ့ဒီ coin connection ပုံကိုပြပေးထားတာဖြစ်ပါတယ်ညာဘက်ချမ်းမှာဆိုလို့ရှိရင်တော့ distribution transformer secondary side ကနေပြီးတော့ထွက်လာတဲ့ feeder အပိုင်းကိုပြပေးထားတာဖြစ်ပါတယ်ဒီပုံမှာဆိုလို့ရှိရင်တော့ 3 phase AC power circuit တွေအတွက်ဒီ feeder circuit မှာဆိုလို့ရှိရင်ဒီ transformer ထွက်လာတဲ့ line 3 line ရှိတဲ့အနက်မှာဆိုလို့ရှိရင်ဒီ line 1 line 2 line 3အတွက်နဲ့ neutral အတွက်ကိုသင်္ကေတတွေအနေနဲ့ L1 L2 L3 neutral ဆိုပြီးတော့သတ်မှတ်ထားတယ်။နောက်ပြီးတော့ဒီအယောင်အနေနဲ့ဆိုလို့ရှိရင်တော့ line 1အတွက် brown line 2အတွက် black line 3အတွက် gray neutral အတွက် blue ဆိုပြီးတော့အသီးသီးသူသတ်မှတ်ပေးထားတာကိုတွေ့ရမှာဖြစ်ပါတယ်။အခုတွေ့ရတဲ့ပုံကတော့ single phase ဒါမှမဟုတ်လို့ရှိရင်3 phase AC power circuit တွေမှာအသုံးပြုတဲ့သင်္ကေတတွေနဲ့ဒီ wire color တွေကို IC standard ကသတ်မှတ်ထားပုံကိုပြပေးထားတာဖြစ်ပါတယ်ဒီမှာကြည့်မယ်ဆိုလို့ရှိရင်ဒီပုံဟာ line 1 line 2 line 3 neutral ဆိုတဲ့ဒီဝါကျိုး၄ချောင်းက feeder ဖြစ်ပြီးတော့ဒီ feeder ကနေပြီးတော့မှဒီ3 phase load တွေ single phase load တွေကိုတွားတဲ့ဝါကျိုးတွေရဲ့အယောင်တွေကို IC standard ကနေဘယ်လိုသတ်မှတ်ထားတယ်ဆိုတာပြပေးထားတာဖြစ်ပါတယ်ဒီမှာကြည့်မယ်ဆိုလို့ရှိရင်ပုံရဲ့ level ချမ်းမှာဒါ3 phase load တွေအတွက်ဝါယာကျိုးဆွဲခဲ့မယ်ဆိုလို့ရှိရင်သူ့ရဲ့သင်္ကေတက line 1 line 2 line 3အတွက် L1 L2 L3 ဆိုပြီးသတ်မှတ်ပေးထားပြီးတော့အယောင်အနေနဲ့ကတော့ brown ရဲ့ black ရဲ့ gray ရဲ့ဆိုပြီးတော့အသီးသီးသတ်မှတ်ပေးထားတာကိုတွေ့ရမယ်နောက်ပြီးတော့ feeder ရဲ့ညာဘက်ချမ်းမှာဆိုလို့ရှိရင်ဒီ line 3 line ရဲ့ကြိုက်တဲ့ line ကနေပြီးတော့ဒီ single load တွေကို neutral နဲ့တွဲပြီးဆွဲတဲ့အခါမှာဒါသူ့ရဲ့သင်္ကေတက single load ဖြစ်တဲ့အတွက်ဒီ line ကိုတော့ L လို့သတ်မှတ်ပြီးတော့ neutral ကိုတော့ L လို့သတ်မှတ်အယောင်အနေနဲ့ကတော့ single load တွေဖြစ်တဲ့အတွက်ဘယ် line ကပဲဆွဲဒါအညိုရောင်ကိုသုံးရမယ်လို့သတ်မှတ်ပေးထားတာကိုတွေ့ရပါမယ်အခုတွေ့ရတဲ့ပုံကတော့အချမ်းထားတဲ့ DC 2 wire DC circuit တွေမှာ IC standard ကသတ်မှတ်ထားတဲ့ဝါကျိုးအယောင်နဲ့သင်္ကေတကိုပြထားတာဖြစ်တယ်ဒါ DC circuit ဖြစ်တဲ့အတွက်သူ့မှာဆိုရင် positive ရှိမယ် negative ရှိမယ် positive မှာဆိုလို့ရှိရင်အယောင်အနေနဲ့ brown ကိုသတ်မှတ်ထားပြီးတော့သင်္ကေတအနေနဲ့ L black ကိုသတ်မှတ်ထားတာတွေ့ရမယ် negative မှာဆိုလို့ရှိရင်အယောင်အနေနဲ့ gray လို့သတ်မှတ်ထားပြီးတော့သင်္ကေတအနေနဲ့ L minus လို့သတ်မှတ်ထားတာကိုတွေ့ရပါမယ်နောက်ပြီးဒီပုံနှစ်ပုံကိုကြည့်မယ်ဆိုလို့ရှိရင်ဒီပုံတွေကဒီအချထားတဲ့ဒီ2 wire DC circuit တွေရဲ့ပုံတွေဖြစ်တယ်ဒီပုံမိမှာဆိုလို့ရှိရင်ဒါ positive ကိုအချထားတဲ့DC circuit နဲ့ negative ကိုအချထားတဲ့ DC circuit ဆိုပြီးတော့ဒါ circuit နှစ်မျိုးပြထားတယ်အဲ့ဒီ circuit တွေမှာpositive ကိုအချထားတဲ့ circuit ကဆိုလို့ရှိရင်ဒါဝါယာကျိုးအယောင်အနေနဲ့ blue ကိုသုံးပြီးတော့သင်္ကေတအနေနဲ့ဒါ positive မှာ M လို့သုံးထားတာကိုတွေ့ရမယ် negative မှာဆိုလို့ရှိရင်ဝါကျိုးအယောင်ကို gray လို့သုံးပြီးတော့သင်္ကေတအနေနဲ့ M minus လို့သုံးထားတာကိုတွေ့ရမယ်ဒီ negative အချတဲ့ဒီ2 wire DC circuit ကိုကြည့်မယ်ဆိုလို့ရှိရင် positive ဘက်မှာဝါကျိုးအယောင်ကို brown သုံးထားပြီးတော့သင်္ကေတကို L black သုံးထားမယ် negative ဘက်မှာဆိုရင်သူ့ရဲ့ဝါကျိုးအယောင်ကblue ဆိုသတ်မှတ်ထားပြီးတော့သင်္ကေတကို M လို့သတ်မှတ်ထားတာတွေ့ရပါမယ်
အခုတွေ့ရတဲ့ပုံလေးကတော့3 wire အချထားတဲ့ DC power circuit လေးဖြစ်တယ်ဒီပုံလေးမှာဆိုလို့ရှိရင်တော့ဒါ3 wire ဖြစ်တဲ့အတွက် positive ရယ် negative ရယ် negative ရယ်ဆိုပြီးတွေ့ရမယ် negative မှာအချထားတဲ့ negative ရယ်အမချထားတဲ့ negative ရယ်နှစ်ခုပါမယ်အဲ့မှာသူက positive ဖြစ်တဲ့ wire ကြိုးကို brown အနေနဲ့သတ်မှတ်ပြီးတော့သင်္ကေတကို a black အနေနဲ့သတ်မှတ်ထားတယ်နောက်ပြီးတော့အချထားတဲ့ negative မှာဆိုလို့ရှိရင် wire ကြိုးကို blue သတ်မှတ်ပြီးတော့သင်္ကေတကို m လို့သတ်မှတ်ထားတယ်အချမထားတဲ့ negative ကိုတော့ wire ကြိုးရဲ့အရောင်ကို gray နဲ့သတ်မှတ်ထားပြီးတော့သူ့ရဲ့သင်္ကေတကို m- နဲ့သတ်မှတ်ထားတာတွေ့ရပါမယ်နောက်ပြီးတော့ control circuit တွေနဲ့ electrical low voltage system တွေမှာအသုံးပြုတဲ့ဒါဝါကြိုးအရောင်တွေကိုဒီမှာစုစည်းပြီးတော့ပြထားတာဖြစ်ပါတယ် line conductor တွေအတွက်ဆိုလို့ရှိရင်တော့သင်္ကေတကို L လို့သုံးပြီးတော့မှသူ့ရဲ့ဝါကြိုးအရောင်နေတာဆိုလို့ရှိရင် brown black red orange yellow violet gray white pink စသဖြင့်ဒါ control circuit တွေမှာအသုံးပြုတဲ့ဒါဝါကြိုးအရောင်တွေကိုသူပြထားတာဖြစ်တယ်နောက်ပြီးတော့ဒီ neutral နဲ့ mid wire ပေါ့ neutral ကတော့ဒါ line neutral single phase မှာသုံးတဲ့ဟာ mid wire ဆိုတာကတော့ဒါ DC မှာဆိုတော့ကသုံးခဲ့တဲ့ဟာပေါ့ neutral ဆိုရင်သင်္ကေတက N mid wire ဆိုရင်သင်္ကေတက M လို့သတ်မှတ်ပြီးတော့သူ့ရဲ့ဝါကြိုးအရောင်ကတော့ blue ဆိုပြီးတော့တစ်မျိုးတည်းကိုဒါသုံးရမယ်လို့သတ်မှတ်ပြီးထားတာတွေ့ရပါတယ်ဒုတိယပိုင်းအနေနဲ့ဆိုလို့ရှိရင်တော့ contact ကိုမျှဝေပေးသွားမှာဖြစ်ပါတယ်contact ဆိုတာကဘယ်လိုဟာလဲပေါ့ what is contact contact ကဘယ်လိုဟာလဲဆိုလို့ရှိရင်ဒါ contact တစ်ခုဖြစ်ဖို့ဆိုလို့ရှိရင်အနည်းဆုံးဒါ point နှစ်ခုလို့ပေါ့ဒါတစ်ခုနဲ့တစ်ခုထိဖို့ဥပမာလက်တစ်ခုနဲ့တစ်ခုထိဖို့ဆိုရင်ဒါတစ်ဖက်လက်နဲ့တစ်ဖက်လက်လိုမျိုးဒါ contact လုပ်လို့ရတယ်ထိလို့ရတယ် point နဲ့ point လို့အဲ့လိုဖြစ်တဲ့အခါမှာဒီ control circuit တွေမှာတွေ့ရတဲ့ contact တွေကတော့ဘယ်လို contact မျိုးတွေလဲဆိုလို့ရှိရင်ဒါလို point မျိုးတွေရှိတယ်ဆိုလို့ရှိရင်ဒီ point တစ်ခုကနေပြီးတော့မူအေးပဲဖြစ်မယ်ပေါ့ဒါလှုပ်ရှားနိုင်တယ်နောက်တဲ့ point တစ်ခုကနေပြီးတော့ stationary ဖြစ်မယ်ပေါ့တည်ငြိမ်တယ်ပေါ့အဲ့လိုသူ့ရဲ့ control လုပ်ဖို့ကတော့တည်ငြိမ်နေတဲ့ point ကို stationary point ကိုဒါမူအေးပဲလှုပ်ရှားနိုင်တဲ့ point ကိုသွားထိတာကိုဒါ contact ဖြစ်တယ်လို့ခေါ်တယ်အဲ့ဆိုရင်သူ့ရဲ့လောက်ကဘာလောက်တာလဲသူ့လောက်ကဘာလောက်တာလဲဆိုလို့ရှိရင်ဒါဒီ contact ရဲ့အလုံးလုံးတဲ့ပုံစံကဆိုရင်ဒီ digital signal တွေပေါ့ဒီနည်းအားဖြင့်တစ်ဖက်ကရှိတဲ့ဟာကိုတစ်ဖက်ကိုရောက်အောင်ဒါပို့လိုက်တာပေါ့အဲ့လို point တစ်ခုကနေပြီးတော့ရှိနေတဲ့ digital signal ဒီနည်းအားဖြင့်ရှိနေတဲ့ဒီ voltage ကိုလှမ်းပြီးတော့တခြား point တစ်ခုကိုထိလိုက်တာနဲ့ဒါရောက်အောင်လုပ်ပေးတယ်ဒါအလုပ်ကိုလုပ်တယ်ဒါ contact မှာဆိုလို့ရှိရင် contact အမျိုးအစား2မျိုးရှိတယ်တနည်းအားဖြင့်ဒါ contact တစ်စုံရှိတယ်လို့သတ်မှတ်မယ်ပေါ့ဒါ contact လို့ပြောလိုက်တာ ਨੇ ဒီ contact ဘယ်နှမျိုးရှိလဲဆိုတာကျွန်တော်တို့ကဒါသိထားရမှာဖြစ်တယ်ဒါဆိုရင်ဒီ contact မှာဘာတွေပါလဲဆိုလို့ရှိရင်ပထမ contact က normally open အတူအားဖြင့်ပြောမယ်ဆိုရင် anode contact ဖြစ်မယ်နောက်တစ်ခုကတော့ normally close အတူအားဖြင့်ပြောမယ်ဆိုရင် LC contact ဖြစ်မယ်ဒါဆိုရင်ဒီ contact နှစ်ခုဟာဒါသိထားရမယ်ပေါ့မသိမဖြစ်သိထားရမယ်အဲ့တော့ဒီ contact တွေကိုအခုပြောနေတဲ့အချိန်မှာတော့နားလည်ချင်မှနားလည်တယ်ပဲနောက်ပိုင်းတစ်ခုတစ်ပိုင်းချင်းစီသွားတဲ့အခါမှာဒီ contact တွေဟာဒါနားလည်လာမှာဖြစ်တယ်ဒါဆိုရင်ဒီ contact တွေကိုဘယ်မှာတွေ့ရမလဲဆိုလို့ရှိရင်ဒါကျွန်တော်တို့ဒီ industrial control panel တွေမှာအသုံးပြုတဲ့ push button နှိပ်ခလုတ်တွေ limit switch တွေဒါ emergency stop switch တွေ close switch တွေပြီးရင်ဒါ general purpose relay ဆိုတဲ့ relay တွေ magnetic contactor တွေနောက်ပြီးတော့ overload relay တွေမှာဒီ contact တွေကိုကျွန်တော်တို့ဒါတွေ့ရမှာဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင် push button ကို design ထုတ်တဲ့အခါမှာဒါအပိုင်း၃ပိုင်းပါဝင်တယ်။နောက်လာတော့က stationary contact တွေဒါ actuator တွေဒါမှမဟုတ်ခုနကတော့ဒီ push button နှိပ်တဲ့လမ်းကြောင်းတွေပါဝင်တယ်။နောက်ပြီးတော့သူထဲမှာဒီ push button နှိပ်တဲ့အချိန်မှာဒီနှိပ်လိုက်တဲ့ဟာကိုပြန်ပြီးတော့ကန်နိုင်တဲ့ separate နေနဲ့ပြီးရင်ခုနကတော့ဒီ stationary contact ကိုတွားပြီးတော့ထိမဲ့ကျွန်တော်တို့ပထမဦးဆုံးလေ့လာရမှာတော့
ဒါ post button ဆိုတဲ့နှိပ်ခလုတ်လေးအကြောင်းဖြစ်ပါတယ်သူကတော့စက်မှုလုပ်ငန်းသုံးစက်တွေဒါမှမဟုတ်လို့ချင်း project လုပ်ငန်းစဉ်တွေကိုထိန်းချုပ်မောင်းနှင်မှုရပ်တန့်မှုအသုံးပြုတဲ့အရိုးရှင်းဆုံးခလုတ်လေးတစ်ခုပဲဖြစ်ပါတယ်သူ့ရဲ့ပုံမှန်သဏ္ဍာန်ဟာဆိုလို့ရှိရင်ဒီအပူဒဏ်ခံနိုင်တဲ့ plastic တွေဒါမှမဟုတ်သတ္တုတွေနဲ့ပြုလုပ်ထားလေးရှိတယ်ခလုတ်ရဲ့မျက်နှာပြင်ပုံသဏ္ဍာန်ကိုတော့အသုံးပြုရလွယ်အောင်လက်ချောင်းဒါမှမဟုတ်လက်ဝါးနဲ့ဖိရလွယ်မဲ့ပုံစံမျိုးလုပ်တတ်တယ်လို့ပုံမှန်ပြပြလေးပုံစံမျိုးလည်းရှိပါတယ်အရေးကြီးတဲ့အလုံးလုံးပုံအပိုင်းမှာတော့ခလုတ်တွေကပုံမှန်အားဖြင့် normally open ano ပုံစံ normally close NC ပုံစံဒါမှမဟုတ်လို့ရှင်အထဲမှာ ano ရော NC ရောနှစ်မျိုးလုံးတွဲပါတဲ့ပုံစံဆိုပြီးတော့ဒါရှိရကြပါတယ် post button တစ်ခုရဲ့အတွင်းပိုင်းကိုကြည့်ရင်အဓိကအစိပ်ပိုင်း၃ပိုင်းပါဝင်တယ်ပထမတစ်ပိုင်းဟာဆိုရင် actuator ဖြစ်တယ် actuator ဟာခလုတ်နှိပ်လိုက်တဲ့အခါမှာအောက်ကိုနှိပ်ဆင်းသွားမယ်မောင်းတံအပိုင်းကိုပြောတာဖြစ်ပါတယ်နောက်တစ်ခုက stationary contact အတွင်းထဲမှာငြိမ်နေတဲ့ဒါငုတ်သေးသေးလေးတွေကိုပြောတာဖြစ်ပါတယ်နောက်တစ်ခုက roof or housing အဲ့ဒီအစိပ်ပိုင်းတွေကိုထိမ့်ပေးထားမယ်လမ်းကြောင်းအိမ်ဖြစ်မယ်ဒါအပြင်အထဲမှာလှုပ်ရှားနိုင်တဲ့ movable contact နဲ့ခလုတ်နှိပ်ပြီးမူလနေရာကိုပြန်ကန်လာဖို့အတွက်အသုံးပြုတဲ့ spring လည်းပါဝင်မှာဖြစ်ပါတယ်ကျွန်တော်တို့ခလုတ်ကိုဖိလိုက်တဲ့အခါမှာဆိုလို့ရှိရင် actuator ကနေပြီးတော့ခလုတ်ရဲ့အောက်ခြေက cylinder ပုံစံအိမ်နဲ့အထိတဆုပ်ဆင်းသွားပါတယ်အဲ့ဒီအခါမှာဆိုလို့ရှိရင်အထဲကလှုပ်ရှားနေတဲ့ movable contact ဟာငြိမ်နေတဲ့ stationary contact တွေနဲ့သွားပြီးထိစပ်မိတာဒါမှမဟုတ်ရင်ပွာထသွားတာမျိုးဖြစ်ပေါ်နေပါတယ်ဒီနည်းနဲ့ပတ်လန်းတစ်ခုကိုပြည့်စစ်စီအောင်ချိတ်ပေးတာဒါမှမဟုတ်ဖြတ်တောက်ပေးတာမျိုးလုပ်ဆောင်ပြီး machine တွေကိုအလုပ်လုပ်စေတာဖြစ်ပါတယ်ဒီသင်ခန်းစာမှာဆိုလို့ရှိရင်တရုတ်နိုင်ငံအားထုတ်လုပ်တဲ့ LA38 series post button နဲ့ရှင်းပြပြီးတော့မှဖြစ်တယ်ဒီမှာဆိုလို့ရှိရင်ဒီပုံလေးတွေအားဆိုလို့ရှိရင် LA38 series ရဲ့ post button နှိပ်ခလုတ်ရဲ့ပုံလေးတွေဖြစ်တယ်ဒီ post button လေးတွေမှာဆိုလို့ရှိရင်သူက ano ရော NC ရောနှစ်ခုဒါတွဲရက်လေးပါပါတယ်ပါတဲ့အခါမှာအဓိကဒီမှာပြောချင်တာကကျွန်တော်တို့ Garrison View software ကိုအသုံးပြုတဲ့အခါမှာအရေးကြီးတာကသင်္ကေတဖြစ်ပါတယ်အဲ့ဒီသင်္ကေတကိုကျွန်တော်တို့ကနားလည်ထားဖို့လိုပါတယ်post button ဒီမှာဆိုလို့ရှိရင်ဒီညာဘက်ချမ်းမှာရှိနေတဲ့သင်္ကေတလေးတွေအတိုင်းဒါတွေ့ရမှာဖြစ်တယ်ဒီမှာဆိုလို့ရှိရင်ဒါ post button တွေရဲ့ contact တွေကိုတွေ့ရတဲ့အခါမှာဆိုလို့ရှိရင်ဒါ normally close contact ဆိုထိနေတဲ့ contact ပေါ့ point တစ်ခုနဲ့လို့ထိနေတဲ့ contact တွေကိုသူကသူ့ရဲ့ point တွေကိုဒါ number လေးတွေပေးထားတယ်ပေးထားတဲ့အခါမှာဒါ normally close contact ဆိုရင်1 2ဆိုပြီးတော့ပေးလေးရှိနောက်ပြီးတော့ normally open contact ဆိုရင်3 4ဆိုပြီးတော့ပေးလေးရှိတယ်ပေးတဲ့အခါမှာဒီ LA38 PB contact symbol တွေမှာလည်းပဲသူကနှစ်ခုလုံးတွဲရပါတာဖြစ်တဲ့အတွက်ကဒီမှာဆိုရင်ဘောက normally close ဆိုရင်သူကဒါ1112ဆိုပြီးပေးထားတယ်ပေးထားတဲ့နေရာမှာရှေ့က1လေးကဒါ contact ရဲ့ channel လို့သတ်မှတ်လို့ရတယ်နောက်ဟောက normally open contact လေးကိုကြည့်မယ်ဆိုလို့ရှိရင်ဒါ2324လို့ပေးထားတယ်နောက်က34လေးကတော့ contact number ဖြစ်ပြီးတော့ဒါ contact ရဲ့ရှေ့ရနှစ်လေးက channel ပေါ့ဒီနည်းအားဖြင့် contact 1 contact 2လို့လည်းပြောနိုင်တယ် contact 1က normally close ဖြစ်ပြီးတော့ contact 2က normally open ဖြစ်တယ်လို့လည်းဒါပြောနိုင်တယ်ပေါ့ဒီမှာOkay အခုဆိုလို့ရှိရင် LA38 post button operation ရဲ့ status လေးကိုလေ့လာကြည့်အောင်ဒီမှာဆိုလို့ရှိရင်စောစောတုန်းက post button လေးရဲ့မနှိပ်ခင်အခြေအနေနဲ့နှိပ်ခင်အခြေအနေ condition လေးတွေကိုရှင်းပြပေးထားတာဖြစ်တယ် normal condition မှာဆိုလို့ရှိရင်ဒါ17နဲ့12ရှိမယ်23နဲ့24ရှိမယ်ရှိတဲ့အခါမှာ17နဲ့12ကဒါထိနေမယ်စောစောကလည်းရှင်းမှာပြောခဲ့တယ်17နဲ့12ဒီနှစ်ပေးလေးရှိတာတွေက normally ကိုသုံးလေးပေးလေးရှိတာတွေက normally open လို့အလွယ်တကူမှတ်နိုင်တယ်ဒါဆို normal condition မှာ17 12 normally ကလို့ကဘာမှမလုပ်တာဖြစ်တဲ့အတွက်17 12အောက်မှာဒါဒီ၄000ကွက်လေးထဲမှာဆိုရင်17 12က NC contact ဖြစ်တယ်ပြီးရင်သူ့ရဲ့အခြေအနေကလည်းဒါပိတ်နေတဲ့အခြေအနေမှာရှိနေတယ်ထိနေတဲ့အခြေအနေပေါ့17နဲ့12ကဟုတ်ပြီအဲ့လိုပဲ23 24က ano contact တွေဖြစ်တဲ့အတွက်သူတို့နှစ်ခုကဒါထိနေတာမဟုတ်ဘဲနဲ့
open state ပေါ့တနည်းအားဖြင့်မထိတဲ့ contact ဒါမှမဟုတ်ရင်လွတ်နေတဲ့ contact ဒီလိုပြောလို့ရမှာပမာလို့ပေါ့ okay အဲ့ဒါက normal condition အဲ့ဒီခလုတ်လေးကိုနှိပ်လိုက်တဲ့အခါမှာအဲ့ဒီ contact တွေကအခြေအနေဘယ်လိုပြောင်းသွားလဲဆိုတာဒီမှာကြည့်အောင်ဒါခလုတ်လေးကိုနှိပ်တဲ့အချိန် during breath ခလုတ်လေးကိုနှိပ်လိုက်တဲ့အချိန်ကဆိုလို့ရှိရင်ဒါ17နဲ့7နှစ်ဒီဟာဒါလွတ်သွားမယ်23နဲ့24နှစ်ထိသွားမယ်ဒါနှိပ်လိုက်လို့မနှိပ်ခင်မှာအပေါ်မှာရှိမယ်နှိပ်လိုက်တော့အောက်မှာရှိဒီမှာဆိုလို့ရှိရင်17နဲ့7နှစ်က AC contact ဖြစ်တယ်ဒါပေမဲ့ during breath နှိပ်လိုက်တာဖြစ်တဲ့အတွက် open state ကိုပြောင်းသွားမယ်သူတို့နှစ်ခုက17နဲ့7နှစ်ကပွင့်သွားမယ်23နဲ့24က ano contact ဖြစ်တယ်အဲ့ဒီအတွက်နှိပ်လိုက်တဲ့အတွက်23 24က close state ကိုပြောင်းသွားတယ်ဒါဆိုလို့ရှိရင်ဒီ post button တွေကိုကိုကအသုံးပြုတဲ့အခါမှာဒီ contact တွေဘယ်လိုအလုပ်လုပ်လဲဆိုတာကိုကျွန်တော်တို့လွယ်တကူမှတ်ထားမယ်ဆိုရင်เนาะဒါခလုတ်ကမနှိပ်ခင်မှာဆိုရင် ano က open ဖြစ်ရမယ် AC ကဒါ close ဖြစ်ရမယ် post button တစ်လုံးကကောင်းလားမကောင်းလားလို့ကျွန်တော်တို့စမ်းသပ်ချင်တဲ့အခါမှာဒီ multimeter ရဲ့ဒီ continuity time နဲ့selector လေးကိုရွေးပြီးတော့မှကျွန်တော်တို့က setting စနစ်ကိုထောက်မယ် normal condition မှာထောက်ပြီးတော့မှဒီ setting စနစ်ကcontinuity ရှိလားထိနေလားထိနေလမ်းပြီးမှာပေါ့အဲတမ်းပြီးတယ်ဆိုရင်ဒါ normally close contact ကောင်းတယ်23 24သူ့ကိုတိုင်းကြည့်လို့မမြည်ဘူးဆိုရင်ဒါ normally open contact ကောင်းတယ်အဲ့လိုမှမဟုတ်ဘူးတစ်ခုခုကနေပြီးတော့စမ်းကြင်ပဲအလုပ်လုပ်နေပြီဆိုရင်เนาะဒါဒီခလုတ်ကမကောင်းတော့ဘူးလို့ယူဆနိုင်တယ်အဲ့လိုပဲသူ့ရဲ့ condition မှာ during breath ပေါ့နှိပ်တဲ့ condition မှာကောင်းလားမကောင်းလားစမ်းသပ်ကြည့်ရင်နှိပ်တဲ့အချိန်မှာ17နဲ့7နှစ်ကို continuity time နဲ့တိုင်းတဲ့အချိန်မှာအတန်းမြင်နေရင်ဒါနှိပ်တဲ့အချိန်ဖြစ်တဲ့အတွက်ဒါ ANC ကမကောင်းဘူးလို့သတ်မှတ်နိုင်တယ်23 24ကဒါမြည်တယ်ဆိုရင်တော့ကောင်းတယ်ပေါ့မမြည်ဘူးဆိုရင်လည်း ano မကောင်းဘူးလို့ဒါသတ်မှတ်နိုင်ဒါ post button တွေကိုကျွန်တော်တို့ကအလွယ်တကူစမ်းသပ်နိုင်တဲ့ကောင်းမကောင်းစမ်းသပ်နိုင်တဲ့နည်းလေးပေါ့ဟုတ်ကဲ့ဒါဆိုရင်ကျွန်တော်တို့ရဲ့ post button လေးရဲ့ contact အခြေအနေလေးတွေကိုစမ်းသပ်ဖို့အတွက်က Cadisimu software ထဲမှာကျွန်တော်တို့ဒီ post button လေးရဲ့အလုပ်လုပ်ပုံကိုစမ်းသပ်ဖို့ Cadisimu software ထဲကိုသွားလိုက်ပါမယ် Cadisimu software ကိုကျွန်တော်တို့ဝင်တဲ့အခါမှာသူ့ကို password လေးရိုက်ပေးရမယ်အဲ့ဒီ password လေးက၄လုံးရှိမယ်၄လုံးက4ရယ်9ရယ်6ရယ်2ရယ်ဖြစ်မယ်အဲ့ဒါလေးနှိပ်ပြီး okay နှိပ်လိုက်ရင်ကျွန်တော်တို့ကဒီ Cadisimu software လေးကိုစပြီးတော့အသုံးပြုလို့ရသွားမှာဖြစ်ပါတယ်အဲဆိုရင်ကျွန်တော်တို့ဒီမှာ zoom လေးချက်လိုက်မယ် zoom လေးချက်ပြီးတဲ့ချိန်မှာကျွန်တော်တို့စောစောတုန်းက contact ပါတဲ့ post button လေးကိုကျွန်တော်တို့သွားကြည့်မယ်အဲ့ဒီ post button လေးကိုကြည့်ဖို့အတွက်ဒီမှာဒီ bar တန်းလေးရှိတယ်ဒီဘက်က2 bar တန်းလေးပေါ့အဲ bar တန်းလေးထဲမှာဒီမှာဒီ power feeding ရှိမယ် fuse to disconnection ရှိမယ် automatic magneto damage ရှိမယ် contactor switch စသဖြင့်ပေါ့ဒီလိုရှိတဲ့အထဲမှာဒီ post button လေးဟာ bright button ထဲမှာရှိမယ်ဒါဆို bright button လေးကို click တစ်ချက်နှိပ်လိုက်မယ်ဒီ click တစ်ချက်နှိပ်ပြီးတဲ့အချိန်မှာဆိုလို့ရှိရင်အောက်မှာသူ့ကိုဒါသုံးနိုင်တဲ့သင်္ကေတလေးတွေထွက်လာတယ်စောစောကပြောခဲ့သလိုပဲသူသင်္ကေတလေးတွေကိုယူတဲ့အခါမှာရှုပ်ခလုတ်တွေကဒါ ano တစ်ခုတည်းပါတာရှိမယ် AC တစ်ခုတည်းပါတာရှိမယ်ပြီးရင်နှစ်ခုလုံးစုံပါတာရှိမှာပေါ့ဒီလိုရှိမှာဒါလေး click ဆွဲပြီးတော့ mouse နဲ့ click ချပြီးနှိပ်လိုက်အဲဆိုဒီ contact လေးကဒီမှာဆိုလို့ရှိရင်ဒါဒီတစ်ခုတည်းပါတဲ့အောင်ကြည့်မယ်ဆို normally open မှာဆိုရင်ဒါ3လေးနဲ့ပြောတာရှေ့က contact ကတစ်ချမ်းနဲ့ဖြစ်တဲ့အတွက်73 14ပေါ့ဒီမှာ17 12လို့ပြီးထားပေးထားတဲ့ဟာလေးက normally close လေးပေါ့ဒါလည်းသူကတစ်ခုပဲဒါဆိုဒီမှာဆိုရင်ဒါယူထားတာက normally open ပါတဲ့ contact post button ရယ် normally close ပါတဲ့ post button ရယ်နှစ်မျိုးလုံးပါတဲ့ post button ရယ်ဆိုပြီးတော့ဒါ3မျိုးယူထားတာဖြစ်တယ်ဒီမှာဆိုရင်ကိုကစမ်းသပ်ခြင်းတဲ့အခါမှာသူ့ရဲ့ symbol လေးပေါ်မှာနှစ်ချက်နှိပ်ပြီးတော့မှကိုကဒါနံပါတ်တွေတူတာဖြစ်တဲ့အတွက် close နံပါတ်တွေပြီးမယ် S1 ပေါ့ S1 ဆိုရင်ဒီဘက်က normally open switch ပေါ့ S2 ဆိုရင် normally close switch ပေါ့လိုရှိမယ်ပြီးရင် normally close ရော open ရောပါတဲ့ switch ကို S3 လို့ပြီးလိုက်တဲ့အခါမှာဒီမှာ channel ခွဲခြင်းနဲ့ဆိုလို့ရှိရင်17ရယ်12 13 14ကိုဒါ23 24ပေါ့
ဒီလိုပြောင်းလိုက်ကိုသုံးတဲ့ push button ပေါ်မှာပါတယ်နံပါတ်ကိုပြောင်းလိုက်ဒါဆိုရင်ဒီခလုတ်လေးတွေရတာခလုတ်လေးတွေအခုဆိုလို့ရှင်ဒီ S1 က73နဲ့14မထိဘူး S2 က17နဲ့17က12ကထိနေတယ် S3 က17 12ထိနေတယ်73 23 24ထိမနေဘူးဒါဆိုလို့ရှင်ဒီဟာလေးကိုဒါ simulation လုပ်ပြီးစမ်းကြည့်မှာပေါ့ဒီခလုတ်လေးကိုဒါလေးကိုစမ်းတော့မယ်ဆိုလို့ရှင်ဒါပေါ်မှာရှိတယ်ဒီမှာ simulation ဆိုတဲ့ဟာလေးကိုနှိပ်ပြရနှိပ်လိုက်တဲ့အခါ simulation ဖြစ်ဒါဆိုရင် S1 ကိုနှိပ်ကြည့်မယ် S1 နှိပ်ကြည့်တဲ့အခါမှာဒါနှိပ်ထားတဲ့အချိန်မှာ push button ဖြစ်တဲ့အတွက်73နဲ့14ကအထိမယ်လွှတ်လိုက်တဲ့အချိန်မှာဒါလွတ်သွားမယ်ပေါ့အဲဒီလိုပဲ push button ဖြစ်တဲ့အတွက်ဒီ normally close S2 ကိုနှိပ်တဲ့အချိန်မှာ17နဲ့12ကလွတ်သွားမယ်လွတ်တဲ့အချိန်မှာပြန်ထိမယ်ပေါ့ normally close ပြီးရင်ဒီ S3 switch 3ကိုနှိပ်တဲ့အချိန်မှာသူကဒီမှာ normally close S17 ကမနှိပ်ခင်မှာထိနေတယ်မနှိပ်ခင်မှာ23 24ကလွတ်နေတယ်ဒါကို S3 ကိုနှိပ်လိုက်တဲ့အချိန်မှာ23 24ကထိပြီးတော့17ကလွတ်သွားမယ်ပြန်လွတ်လိုက်တဲ့အချိန်မှာပြန်ပြီးတော့သူရဲ့ normal condition ကိုပြောင်းသွားမယ်ဒါလေးကိုကမြင်ထင်စမ်းသပ်ခြင်းနဲ့ဆိုလို့ရှိရင်เนาะဒါ pilot line လေးတက်ပြီးတော့စမ်းသပ်လို့ရတယ်ဒါဆိုရင်pilot line လေးတက်ပြီးတော့စမ်းမယ်ဆိုရင် simulation stop ကိုနှိပ်ပြီးမှပြန်ပြီးတော့ symbol လေးထည့်မယ်ဒါဆိုရင်တော့2 button နဲ့မှာပဲဒီမှာ quiet and signal ရှိ quiet and signal တွေကိုတစ်ချက်နှိပ်လိုက်ပြီးမယ်နှိပ်လိုက်တဲ့အခါမှာဒီမှာpilot signal ဆိုတာလေးရှိတယ်ဒါလေးကထည့်တဲ့အချိန်မှာမီးလုံးလင်းမယ်မိန်တာပေါ့လို့ရင်းမယ်ပိတ်ဒါဆိုရင် S3 လေးကိုပဲစမ်းကြည့်မယ် S3 လေးမှာ contact နှစ်ခုဖြစ်တဲ့အတွက်မီးလုံးနှလုံးတက်မယ်မီးလုံးကိုလည်းနံပါတ်ပေးမယ် S1 ရဲ့H2 ရဲ့ဒီမီးလုံးလေးကိုဒီမီးလုံးလေးကိုသဘောထားလိုက်တူတူနေမီးလုံးလေးနှလုံးချပြီးပြီဆိုရင်သူ့ကို power source နဲ့ဒါဝါယာကြိုး connection ချိတ်ပြီးတော့ခလုတ်လေးကိုနှိပ်ပြီးတော့စမ်းမယ်ဒါဆိုရင်ဝါကြိုးယူဖို့အတွက်စိုးစိုးတော့ကဘားလေးရဲ့နောက်ဆုံးတန်းမှာဝါကြိုးလေးတွေရှိမယ်ဒီမှာမှကိုကsorry ဝါကြိုးအရင်မယူသေးဘူးပေါ့ဝါကြိုးရင်ယူရတယ် power feeding ကိုရင်ယူတယ် power feeding ကကိုကဘာသုံးပါလို့ပေါ့ဒီမှာဆိုရင်223မှာဖြစ်တဲ့အတွက် line neutral ကိုယူလိုက်မယ်line neutral ယူလိုက်မယ်ယူပြီးတဲ့အခါမှာသူ့ကို join ပေးမယ်သူ့ကို power ဘိုင်းဆိုရင်power ပေါ့ဘိုင်းထည့်လိုက်မယ် line ပေါ့အဲဒါရင် contact ကထွက်လာတာလေးကိုခလုတ်မှာတက်မယ်ပြီးလို့ရှိရင် neutral တက်မယ် neutral တက်မယ် okay ဒီ neutral လေးတက်လိုက်တက်ပြီးပြီဆိုလို့ရှိရင်ဒီ circuit လေးကိုက simulation ပြန်လုပ်ပြီးစမ်းကြည့်မယ်ဒါ contact ထိတာကွာတာကိုနားလည်ဖို့အဲဒါဆိုရင် simulation ကိုနှိပ်လိုက်ပြီးနှိပ်ပြီးတာနဲ့ဒီ S3 ဆိုတဲ့ဒါ switch လေးက NO ရော NC ရောပါတဲ့ switch လေးမှာစမ်းတာပေါ့ဒါဆိုရင် NC မှာတက်ထားတဲ့မီးလုံးလေးဟာလင်းနေတာဘာလို့လင်းတာတော့ဆိုရင်ခုနကတော့ဒီဘက်က line ဆိုတဲ့ digital signal 17ထဲမှာရှိနေတဲ့အောင်12ထဲမှာမနှိပ်ခင်လည်းပို့နေလို့ဒီဘက်က neutral နဲ့ရောက်ပြီးမီးလုံးလေးရပို့အဲဆိုလို့ရှိရင် S3 လေးကိုနှိပ်လိုက်တဲ့အချိန်မှာ H2 လေးသွားလင်းမယ်မီးလုံးကဘာလို့လင်းတော့ဆိုရင်နှိပ်လိုက်တာနဲ့စိုးစိုးတော့က normally close contact ဖြစ်တဲ့17ကပွင့်မယ် normally open contact ဖြစ်တဲ့23 24ကပိတ်သွားမယ်ပိတ်တဲ့ဘက်မှာထပ်တာလည်းမီးလုံးလေးကလင်းသွားမယ်ဒါဆိုရင်ဒါ contact ရဲ့သဘောတရားလေးကိုနားလည်မယ်ထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ